မင်္ဂလာရှိသောနန္ဒခင်းလေးပါမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးကိုယ်စိတ်နှပြဘေးရန်ကင်းကွာကြမ်းမှချမ်းသာကြပါစေမြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေသောသဘာဝဘေးမျိုးမျိုးတို့မှလည်းကင်းဝေးပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးလုပ်ငန်းကိုင်ငန်းများအဆင်ပြေကြပါသည်စီးပွားဥစ္စာများဒီလာကဲ့သို့တိုးပွားကြပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်တိုင်းတစ်ပါးရောက်ရှင်မြန်မာများအားလုံးကိုယ်စိတ်နှပြဘေးရန်ကင်းကွာကြမ်းမှချမ်းသာကြပါသည်အလောက်ကင်စီးပွားများဒီလာကဲ့သို့တိုးပွားကြပါစေအဖမ်းဆီးရန်မှလည်းကင်းဝေးပါသည်လို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်တိုင်းတစ်ပါးရောက်ရှင်မြန်မာများအားလုံးစုဆောင်းနိုင်ပြီးရင်တော့ကိုယ့်အိမ်ကိုပြန်နိုင်ကြပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်အားလုံးဘေးရန်ကင်းပြီးလူရင်းဆန္ဒများပြေဝကြပါစေဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်